တန်ဖိုးရှိတဲ့ relationship တစ်ခုဆိုတာအလိုလိုက်မရပါဘူးအချစ်ဆိုတာခံစားချက်ကြီးပဲတတ်မဟုတ်Hello အားလုံးမင်္ဂလာပါလက်အသစ်မြန်မာက Nikki ပဲဖြစ်ပါတယ်တန်ဖိုးရှိတဲ့ relationship ဆိုတာအလိုလိုက်အောင်တစ်ခုနေမရဘူးတယောက်ကိုတယောက်အပြန်အလှန်လေးစားရမယ်ကျင့်ဝတ်တွေရှိပါတယ်တနာလို့ချစ်တယ်ဆိုတာထက်သူ့နေရာမှာငါဆိုတဲ့နားလေပေးနိုင်တာကပို့ပြီးတော့တန်ဖိုးရှိပါတယ်မိမိပါတနာရဲ့ handphone ကိုယူစစ်တာဟာတကယ်တော့အဲ့ဒါကယူဆိုင်တာမဟုတ်ကိုပါတနာရဲ့လူသားတယောက်အဖြစ်ရောက်ပိုင်ခွင့်ကိုချိုးဖောက်လိုက်တာတယောက်ကိုတယောက်တွဲခေါ်တာထက်မိမိကိုအရင်တိုးတက်အောင်လုပ်ပြတာကပို့ပြီးတော့ဆွဲဆောင်မှုရှိပါတယ်အချစ်ဆိုတာခံစားချက်ကြီးပဲတတ်မဟုတ်နေတိုင်းဖြည့်ဆည်းရမယ်တာဝန်တစ်ခုပဲနေတိုင်းဖြည့်ဆည်းရမယ်တာဝန်တစ်ခုပဲ